ရန်ကိုစိတ်ရှုပ်သွားအောင်ဒီလားဘာမှမလုပ်နိုင်ဘူးရန်စိတ်ရှုပ်သွားအောင်အဲ့လိုမျိုးဆိုတော့ကိုယ့်အကိုလှုပ်ရှားရှိရဲ့အလုပ်ကိုပုံမှန်လုပ်တယ်ပတ်စံလေးပုံမှန်ဝင်နေပြီရပြီအဲ့လိုအချစ်ရေးလည်းအဲ့လိုမျိုးပဲအချစ်ရေးလည်းအဲ့လိုမျိုးပဲဟိုလိုမျိုးဆိုပုံမှန်လေးပဲသွားခြင်းတယ်ကွာအဲ့လိုပူလောင်ရတဲ့ဟာတွေမလိုချင်ဘူးအဲ့တော့ဒီတိုင်းလေးပဲပျော်ပျော်ရွှင်ရွှင်လေးပဲဒီတိုင်းလေးပဲနေအဲ့လိုမျိုးလေးသိတော့ပါဘူးတရားပဲပေါက်သွားလားဘာလည်းမသိတော့ဘူးဒါပေမဲ့တော့နေလို့အခုအပိုင်းအချိန်တွေကပြောမယ်ဆိုလို့ရှိရင်အလုံးနဲ့ပတ်သက်ပြီးနည်းနည်းလေးအာယုံနောက်ခါကြလို့ရှိရင်စိတ်ညစ်စရာလေးနည်းနည်းလှုပ်ရှုပ်တဲ့ခါပေါ့နော်အဲအတွက်ဟိုရှာရပါညာတရကအဲ့လိုမျိုးအကြောင်းအရာရှိပေမဲ့တခြားနဲ့ပတ်သက်တဲ့ဟာတွေမှာပူပင်တော့ကမရောက်ဘူးကွာလူမှုရေးလဲပူပင်တော့ကမရှိတော့ဘူးအချစ်ရေးလဲအဲ့လိုမျိုးပူပင်တော့ကမရှိဘူးအဲ့လိုမျိုးအပူပေးမဲ့လူမရှိတာပေါ့အဓိကကတော့ဒီနားမှာလို့ပဲအေးချမ်းချမ်းနေပဲရှိတော့အေးချမ်းလေးပဲဖြတ်တန်းပြီးကောင်းမွန်နေတဲလေးရတယ်အော်ပြီးအဝေးရလိုက်တာဖာတော့ဟောလေပါအေးဟုတ်တယ်အော်ပြီးတော့ရီရအဲ့တက်တော့အကောင့်နဲ့လေရီရအဲ့တက်တော့အကောင့် follow ရသွားတယ်ဒီလေလုံပေးတဲ့လူကအဲ့အကောင့်နဲ့ပြန်ဝင် follow ဝင်ရတယ်တော့ကိုယ့်အကိုဆိုပြန် follow လို့မရအောင်အဲ့ဒါကိုမနှက်ကစမ်းကျင်လို့ဟိုဟာဖြစ်ခိုင်းတာ哦ကိုဖရယ်လေးကိုလည်းဘယ်လဲ TikTok လေးစမ်းကျင်လို့သူ follow လေးလုပ်ပေးပါဆိုတော့အခုလေကျမအကောင့် follow မလုပ်ဘူး तू อ่ะဟာလဲစက်ခွန်တော့ကောနဲ့ပြန်ပို့ရမှာကွာ follow လုပ်လို့ရလားမဟာလားအဲ့ဒါကြီးပြန်ပြီးတော့ကျမအခုလေးဖတ်မလို့သူလေဒါမဲ့အဲ့အကောင့်ကိုတော့အဲ့ဂျပန်အကောင့်ကိုတော့အလုပ်အတွက်အခုဟိုဗလဲတင်တန်းလဲဟိုဟာဖြစ်ပြီဆိုတော့အဲ့အတွက်တင်မှုဟာပဲထားလိုက်တော့အလုပ်ဟာလေအော်လို့မြင်နေရမှာဆိုလို့လေဟုတ်တယ်အလုပ်ကြိုးစားရမယ်လေ Hey hello အားရန်ချောင်းလို့ How are you taught free Teddy welcome back welcome back ချစ်ပေးပါကဲမယ်နော်ဒူးနေယူကြတော့မလို့လားညာသားလေးပါနော်တဲ့ညာသားလေးဘာလို့အဲ့လိုမျိုးအညာသားဆိုတာရန်ဖြစ်မလားတဲ့အော်ကိုတော့မအောင်အဲ့လိုမျိုးရန်ဖြစ်တာတွေစိတ်ညစ်စရာဟာတွေဘာမှမတွေးနိုင်ဘူးပျော်ရွှင်တာလေးပျော်ပျော်ရွှင်ရွှင်ပဲဘဝမှာနေလိုက်မှာဆက်နေရှာပြီးတော့လေလိုချင်တာလေးဝယ်အဲ့လိုမျိုးအေးနော်ကိုရွှေကြဘန်ကောက်သွားကြမလားတဲလေးသူကဂျပန်သွားမှာနမ်းမွေဘန်ကောက်သွားကြမလားသူနေသူကဂျပန်သွားမဲ့လူရှင်သူကဂျပန်တင်နန်းနေတက်တော့မှာ SMW ဟဲ့လို့ဖုန်းကြီးပိတ်သွားတယ်အေးကောင်းသွားအဲ့ဒါပြီးရောဖုန်းမှာပိတ်သွားတယ်သွားမယ်လေကိုတဲဒီ